ဒီ file လေးက Imitron လမ်းပြကျဲ Imitron လမ်းပြကျဲ page မှာတော့တင်ပြီးသွားပြီပေါ့ဗျာအဲ့လေးကိုလေးရိုက်ပြီးတော့မြန်လေးတင်ပေးမယ်ဒီမှာတော့ like တို့ subscribe တို့ရမှာ like တင်လို့ရတာကျွန်တော်လည်းနားမလဲပါဘူးနော်ဒီမှာ953ဖြစ်တယ်ဟောဒီမှာ623လို့ထောက်တယ်623လို့ထောက်ပြီးတော့အချိန်အတူတူပဲ1 2 3 4 5 6 9 8 9ချိန်မှာ646လို့ကြားတယ်646ကကပ်ပင်အလုံးကိုထည့်သွားတာလားဆိုတော့ဒီဘက်မှာလည်း93 5 93 5ပြီးတော့6နဲ့3 6နဲ့3ရဲ့9ချိန်မှာထည့်မဲ့ကဏ္ဍဒီ496ဆိုရင်496ကိုထည့်မယ်ပေါ့ဗျာ496ရဲ့ကပ်ပင်ကဒီကို89လေးကိုထည့်မယ်ဆိုရင်လည်းထည့်လိုက်ပေါ့ဟိုမှာတော့ကျွန်တော်သိချင်တာ live print ပြတာဆိုတော့ live print ပြတာဆိုတော့အဆင်ပြေတယ်ပေါ့ဒါကတော့အတူလေးမြန်ပြပေးမယ်အဲဆိုတော့646ကတော့ဒီမှာအများကြီးရှိတယ်ပေါ့ဗျာဒီမှာ646ဒီမှာ646ရှိတယ်ပေါ့ဒီမှာ646ရှိတယ်ပေါ့အဲ့646တွေနဲ့တူတဲ့ဟာကို video file ဆိုတော့မြန်လေးဆက်ပြပေးမယ်နော်ဆိုတော့ဒီမှာခုနကပြောတဲ့646ဆိုရင်646ထဲကပ်ပင်ကိုထည့်မယ်ဆိုရင်ထည့်ပေါ့နော်ထည့်မယ်ဆိုတော့ဒီမှာကနောက်တစ်ခုရှိတယ်နောက်တစ်ခုကဘယ်လိုမျိုးလေးလဲဆိုတော့ဒီလိုမျိုးလေးပေါ့ဒီမှာ63တက်ထောက်မယ်63ရဲ့တက်တယ်မှာ89ထောက်မယ်89ထောက်ပြီးတော့3996ထောက်မယ်3996ပြီး256ထောက်မယ်256ပြီးတော့ကျင်းတူတူပေါက်မယ်46ခွန်ပေါ့အဲ့46ခွန်ကလည်းဆိုတော့ဒီမှာ46ခွန်ကပ်ပင်ကိုထည့်မလားပေါ့ဗျာဆိုတော့ဒီမှာလည်းအတူတူပဲပေါ့ဒီထိုင်ကလည်းတူနေပေါ့164 489 639 996ကပ်ပင်ကကဏ္ဍကိုထည့်မယ်ဆိုရင်ထည့်ပေါ့ဒီဘက်မှာတော့ကျွန်တော်ကဏ္ဍတွေရွေးပြထားတယ်ဗျ live ကလည်းတွင်းနေပြတ်ကျသွားတော့ကဏ္ဍရှာတာမှာဒီလောက်ပဲရှာခဲ့ရသေးတယ်အဲ့ဒီမှာလည်းတစ်ပိုင်းလေးရှိသေးတယ်ပေါ့ဟုတ်ပြီအဲ့ဆိုတော့အဲ့ဒီကောင်ကိုကျွန်တော်တို့ကဘေးကဏ္ဍတူတာပေါက်မယ်ဆိုတော့ဟောဒီမှာ9 3 3လို့ထိုက်ထောက်တယ်ဒီဘက်မှာ3 ခွန်4လို့ထောက်ပြီးတော့4ခွန်လေးဆိုတဲ့ကဏ္ဍကိုဒီဘက်မှာ4ခွန်လေးလို့ထည့်မယ်ဆိုရင်လည်းထည့်လို့ရတယ်ပေါ့နော်ထည့်ရဒီမှာလည်းအဲ့ထိုင်ကအတူတူပဲ9 3 3လို့ထောက်တယ်ဒီဘက်မှာ4 3 ခွန်4လို့ထောက်ထားတယ်ဒီနှစ်ကကဏ္ဍဆိုရင်ကဏ္ဍတူကဏ္ဍဆိုရင်လည်းအတူတူပဲဆိုတော့ဒီမှာခွန်လေးရှာထားတယ်ပေါ့835လေးတခုရှာထားလေးထပ်ပြမယ်835လေးရဲ့သဘောတရားက835လေးရဲ့သဘောတရားက3 ထောက်ထားတယ်ကွာ3 ခွန်3လို့ထွက်ပြီးတော့ဒီမှာ182လို့ဖြစ်အဲ့182ကိုလိုက်ရှာတော့182ကဒီက182ဆိုရင်လည်း182ပေါ့ဒီမှာဒီ3 182ကိုထည့်မယ်ဆိုရင်အဲ့ဒီထိုင်ကဒီမှာရှိတယ်3 900ကိုခေါ်ဒီမှာထွက်မဲ့ကဏ္ဍဟာ182လို့ဖြစ်မလား